ဟာလေလုယာเนาะဒီကနေ့ကျမတို့တကယ်ပဲเนาะဝေငှခြင်းတဲ့အရာကကြတော့တန်ရှင်သောဝိညာဉ်တော်အကြောင်းပဲဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်အားဖြင့်เนาะဝိညာဉ်တော်ဘုရားကကျမတို့ကိုမြင်တဲ့အမြင်ကျမတို့ကဝိညာဉ်တော်ဘုရားကိုမြင်တဲ့အမြင်ကျမတို့ဝိညာဉ်လောကထဲမှာကိုဘယ်လိုမြင်ရမလဲဆိုတဲ့အရာဒီအရာတွေကိုကျမကနှုတ်ကပတ်တော်နဲ့အတူတူပြောကြတော့မှာဖြစ်တယ်ပထမအဦးဆုံးကျမတို့သိရမယ့်အချက်ကကျမတို့ကနော်ဒီခန္ဓာကိုယ်တစ်ခုပဲရှိတဲ့တတဝါတစ်ခုမဟုတ်ဘူးเนาะတတဝါတတ်မဟုတ်ဘူးကျမတို့ကဝိညာဉ်ဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့သိထားရမှာဖြစ်တယ်ဒီခုကျမတို့နေနေတဲ့ခန္ဓာကိုယ်ကဒီခန္ဓာကိုယ်ကယာယီဖြစ်တယ်ခဏပဲကျမတို့လောကမှာသုံးဆွဲတာဖြစ်တယ်ခဏပဲအဲ့ဒီခန္ဓာကိုယ်ကတည်ရှိတာဖြစ်တယ်ဒီခန္ဓာကိုယ်ကမြေမုံကလှုပ်ထားတဲ့အတွက်ကြောင့်မလို့သူ့မှာ limit ရှိတယ်အချိန်တန်လို့ရှိရင်ကျမတို့ကအိုလာတယ်အချိန်တန်လို့ရှိရင်ဒီအသားရည်တွေကပျက်စီးလာတယ်အချိန်တန်လို့ရှိရင်ကျမတို့အရေပြားတွေကတွန့်လာတာဖြစ်တယ်ဒါပေမဲ့ဘယ်တော့မှမပျက်စီးတဲ့အရာကတော့ကျမတို့အတွင်းထဲမှာရှိနေတဲ့ဝိညာဉ်တော်ဖြစ်တယ်နော်ဝိညာဉ်ဖြစ်တယ်ဆိုတော့ကျမတို့တွေကဒီခန္ဓာကိုယ်ကိုခဏသာယာယီအိမ်အဖြစ်ယာယီเนาะတစ်ခုအဖြစ်ကျမတို့ကလောကမှာသုံးဆွဲတာဖြစ်တယ်ကျမတို့နှုတ်ကပတ်တော်ထဲမှာပါတဲ့နော် Holy Spirit နော် Spirit လို့ပြောတဲ့အခါမှာ S အကြီးနဲ့ရေးထားတဲ့ Spirit ကတော့ဖြစ်ရင် Holy Spirit ကိုပုံဆောင်တာဖြစ်တယ်။နော် S အသေးနဲ့ရေးထားတဲ့ Spirit တွေကကြတော့နော်အခုကျမတို့နော်အခုလောကမှာကျမတို့နေထိုင်တဲ့เนาะကျမတို့ရဲ့เนาะဝိညာဉ်ဖြစ်တယ် S အသေးတွေနဲ့ရေးထားတာဖြစ်တယ်နောက်တစ်ခုကကြတော့เนาะဝိညာဉ်ပေါင်းမြောက်များစွာရှိတယ်လောကထဲမှာဝိညာဉ်ဇိုးတွေအဲ့ဒီဝိညာဉ်ဇိုးတွေကိုလည်း S အသေးနဲ့ရေးထားတာဖြစ်တယ်เนาะဆိုတော့ Holy Spirit ကเนาะဖခင်ကိုကျမတို့ပုံဆောင်တယ်ဆိုတဲ့เนาะ Spirit ကတော့ဖြစ်ရင် S အကြီးနဲ့ရေးထားတာဖြစ်တယ်เนาะဆိုတော့ကျမတို့ပထမဦးဆုံးအနေနဲ့သိရမှာကကျမတို့ကနော်ဝိညာဉ်ဆိုတဲ့အရာကိုသိရမှာဖြစ်တယ်နော်ကျမတို့ဝိညာဉ်ဖြစ်တယ်နော်ဆိုတော့အဲ့ဒီဝိညာဉ်ဆိုတဲ့အရာနော်ကိုကျမတို့ကနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတယ်တစ်သက်နော်တတလောနေဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်23မှာနော်သူဖော်ပြထားတဲ့အရာကနော်ကျမတို့တွေ့မယ်ဆိုလို့ရှိရင်ဖတ်ကြည့်ရအောင်ငြိမ်သက်ခြင်းအရှင်ဘုရားသခင်ကိုတော်တိုင်လေသင်တို့ကိုအကုန်အစင်တန့်ရှင်းတော်မူပါစေသောငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါသင်တို့၏ကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေသောဟာလေလုယာဆိုတော့ကျမတို့ကယခုအသက်ရှင်နေတဲ့အချိန်မှာခန္ဓာစိတ်ဝိညာဉ်သုံးခုเนาะတွဲပြီးတော့မှပေါင်းဆက်ပြီးတော့မှကျမတို့ကအသက်ရှင်နေတဲ့လူသားတွေဖြစ်တယ်ဆိုတော့ကျမတို့ကဝိညာဉ်ပိုင်းဆိုင်ရာမှာသက်ရှိလူသားတွေဖြစ်တယ်နော်အဲ့ဒီဝိညာဉ်ကကြတော့ကျမတို့တက်တန်းဘယ်တော့မှမကုံပွဲနဲ့နော်အသက်ရှင်သွားဖို့ဘုရားကဖန်ဆင်းထားတာဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့နှာခေါင်းထဲကိုဘုရားကနော်သူဝိညာဉ်ကိုမှုတ်သွင်းတဲ့အချိန်မှာအဲ့ဒီဝိညာဉ်ဘုရားရဲ့ဝိညာဉ်ကလူရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်သွားတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီဘုရားရဲ့နော်ပွားထွက်လာတဲ့ဒီဝိညာဉ်လေးတွေနဲ့တူကျမတို့ကနော်အသက်ရှင်နေတာဖြစ်တယ်ဖခင်ရဲ့ဝိညာဉ်တော်အားဖြင့်ကျမတို့လူသားတွေဖြစ်လာတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီခန္ဓာကိုယ်ကတော့လောကကြီးမှာအသုံးပြုပြီးကြံခဲ့မဲ့ခန္ဓာကိုယ်ဖြစ်တယ်ဒီခန္ဓာကိုယ်ကလောကကြီးမှာကျမတို့တစ်ချိန်ကြာရင်ထားခဲ့ရမှာဖြစ်တယ်ကျမတို့သေသွားပြီဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကိုမြေကြီးထဲမှာမြုပ်လိုက်တာဖြစ်ဒါပေမဲ့ဘယ်တော့မှမသေးဘဲနဲ့ထာဝရအသက်ရှင်နေမဲ့အရာကတော့ကျမတို့မမြင်ရတဲ့ကျမတို့အတွင်းထဲမှာရှိနေတဲ့ဝိညာဉ်ဖြစ်တယ်။အဲ့ဒီဝိညာဉ်နဲ့အတူတူဘုရားသခင်ကထာဝရနေထိုင်ဖို့အတွက်သူကဖန်ဆင်းထားတာဖြစ်တယ်။အဲ့ဒီဝိညာဉ်ကလုံးဝ limit မရှိဘူး။ဝိညာဉ်မှာသက်တမ်းမရှိဘူး။ဝိညာဉ်ကသက်တမ်းကုန်သွားတယ်ဆိုတာလုံးဝမရှိဘူး။အဲ့ဒီအရာကိုကျမတို့ကသိရ။ဆိုတော့ကျမတို့ကဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ထာဝရကာလမှာအသက်ရှင်ရမယ်။ဒါပေမဲ့ကျမတို့ရွေးချယ်ရမှာကယေရှုကိုယုံကြည်တဲ့သားသမီးတွေကတော့ထာဝရအရှင်သခင်နဲ့အတူတူကောင်းကင်နိုင်ငံတော်မှာထာဝရနေထိုင်ရမယ်။ဒါပေမဲ့ယေရှုကိုမယုံကြည်တဲ့လူတွေကတော့သူတို့ရဲ့ဝိညာဉ်တွေကထာဝရเนาะအပြစ်ငရဲထဲမှာ
နော်ဒီလူစီဖာနဲ့အတူတူနေထိုင်ရမှာဖြစ်တယ်ဆိုတော့ကျမတို့ဝိညာဉ်ကတက်တန်းလုံးဝမရှိဘူးဝိညာဉ်ကဘယ်တော့မှအသက်မကြီးဝအောင်ဝိညာဉ်ကဘယ်တော့မှမအိုသွားဘူးဝိညာဉ်ကနော်ကုံဆုံးသွားတယ်ဆိုတာဘယ်တော့မှမရှိဘူးဒါကြောင့်ကျမတို့ကောင်းကင်နိုင်ငံရဲ့ကလန်ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဖရာသခင်မှာနော်သူ့မှာသတ်မှတ်ထားတဲ့အချိန်မရှိဘူးဖရာသခင်ကကျမတို့လောကထဲမှာသတ်မှတ်ထားတဲ့ကလန်ဒါထဲမှာနေတာမဟုတ်သူကသူ့အချိန်ထဲမှာသူနေတာဖြစ်တယ်သူ့ရဲ့နော်ဒီကလန်ဒါထဲမှာသူနေတာဖြစ်တယ်ကျမတို့လောကရဲ့ကလန်ဒါနဲ့ဖရာရဲ့ကလန်ဒါနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ဖရာသခင်အတွက်တစ်ရက်ကလောကကလန်ဒါမှာ1,000လို့ဖော်ပြထားတာဖြစ်တယ်နော်ဒါကြောင့်ကျမတို့အုံနောက်နဲ့စဉ်းစားလို့မမိနိုင်ဘူး။ဘုရားခင်ရဲ့အချိန်ကိုကျမတို့ကတွေးတောလို့ကြံစည်လို့မမိနိုင်ဘူး။ဒါပေမဲ့ဝိညာဉ်အချင်းချင်းစကားပြောတဲ့အခါမှာဘုရားသခင်ကနော်သူလောကမှာလုပ်နေတဲ့အလုပ်ကဘယ်အချိန်ကိုရောက်နေပြီလဲဆိုတဲ့အရာကိုတော့ကျမတို့ယုံကြည်သူသားသမီးတွေသိရတာဖြစ်တယ်။နှုတ်ကပတ်တော်ဖတ်မယ်ဆိုလို့ရှိရင်ကျမတို့ဘုရားသခင်စီရင်တဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီ။ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီ။အဲ့ဒီအချိန်ကာလကဘယ်ကာလလဲဆိုတာနှုတ်ကပတ်တော်ဖတ်တဲ့သားသမီးတွေကတော့သိမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမတို့အမြဲတမ်းနှုတ်ကပတ်တော်ဟောတယ်ဆိုလို့ရှိရင်ဒါနောက်ဆုံးသောကာလဖြစ်တယ်ကျမတို့ကနောက်ဆုံး generation last generation ဖြစ်တယ်เนาะကျမတို့ကအသက်မသေးဘူးဆိုလို့ရှိရင်ခြီဆောင်ခြင်းမှာပါမဲ့ generation ဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ကြိုတင်သိခွင့်ရတာဖြစ်တယ်ဟာလေလုယာဘာလို့လဲတန်ရှင်သောဝိညာဉ်တော်ဘုရားကသင်ရဲ့ဝိညာဉ်အတွင်းထဲမှာလာပြီးတော့မှစကားပြောတာဖြစ်တယ်ဖခင်ရဲ့ဝိညာဉ်ကိုရသောသားသမီးတွေကဖခင်သခင်လုပ်တဲ့အရာတွေကိုသိခွင့်ရှိတယ်ဟာလေလုယာဖခင်သခင်ရဲ့အချိန်ကာလကိုသိခွင့်ရှိတယ်ဖခင်သခင်နေတဲ့ realm state ကိုကျမတို့ကဝင်ခွင့်ရှိတာဖြစ်တယ်ဟာလေလုယာเนาะဒါကြောင့်နံပါတ်1တစ်ချက်အနေနဲ့အင်မတန်အရေးကြီးတဲ့အရာကျမတို့ကเนาะဒီ spirit တွေဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ကသေချာသိထားရမယ်အဲ့ဒီ spirit ကဘယ်တော့မှအိုခြင်းမရှိဘူးနာခြင်းမရှိဘူးเนาะအဲ့ဒီ spirit ကပျောက်ကွယ်သွားတယ်ဆိုတာလည်းမရှိဘူးအဲ့ဒီ spirit ကဖြားနာနေတယ်ဆိုတာလည်းမရှိဘူးဟာလေလုယာဒီကျမတို့ဝိညာဉ်တော်နဲ့အတူတူအဲ့ဒီဝိညာဉ်ခွန်အားနဲ့เนาะအတွင်းခွန်အားနဲ့ကျမတို့ကအသက်ရှင်ဖို့အင်မတန်အရေးကြီးတာဖြစ်တယ်နောက်နှုတ်ကပတ်တော်တစ်ချက်ကိုကျမတို့ဖတ်ကြည့်ရအောင်ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်9မှာကျမတို့တွေ့မယ်ဆိုလို့ရှိရင်ဖတ်ကြည့်ရအောင်တနည်းကကိုယ်ကာယနှင့်ဆက်ဆိုင်သောအဖတို့လက်ဖြင့်ငါတို့သည်ဆုံးမခြင်းကိုခံရသောအခါသူတို့ကိုယုံကြည်ကြ၏ထိုမြမကစိတ်ဝိညာဉ်တို့၏အဖအလိုတို့လိုက်၍အသက်ချမ်းသာရကြမည်မဟုတ်လောဆိုတော့ကျမတို့ဒီနှုတ်ကပတ်တော်ရဖျားသခင်ကလည်းဝိညာဉ်ဖြစ်တယ်ဖျားကဝိညာဉ်ဖခင်ဖြစ်တယ်ကျမတို့ကိုနော်ဖန်ဆင်းထားတဲ့ဝိညာဉ်အဖေကြီးဖြစ်တာကိုကျမတို့ကသိရတာဖြစ်တယ်နော်ဝိညာဉ်တွေကိုဖန်ဆင်းတဲ့မူလတီထွင်သူဖြစ်တယ်ဟာလေလုယာဖျားသခင်ကြောင့်ကျမတို့လူသားတွေဖြစ်လာတာဖျားသခင်ကြောင့်ကျမတို့အတွင်းထဲမှာသူ့ဝိညာဉ်နဲ့အတူတူအသက်ရှင်ခွင့်ရတာဖြစ်တယ်เนาะဒါကြောင့်ဖျားသခင်ကမူလအစ main ကျမတို့ရဲ့နော်မွေးဖွားလိုက်တဲ့နော်ဖခင်ကြီးနော်ကျမတို့ရဲ့ဝိညာဉ်ဖခင်ကြီးဆိုတဲ့အရာကိုကျမတို့သိရတာဖြစ်တယ်နော်ဒါကြောင့်ဒီနှုတ်ကပတ်တော်ထဲမှာကိုယ်ကာယနှင့်ဆက်ဆိုင်သောအဖတို့လက်ဖြင့်ငါတို့သည်ဆုံးမခြင်းကိုခံရသောအခါတဲ့နော်လောကဖခင်ကိုတောင်မှနော်ကျမတို့ကိုသွန်သင်ပေးတဲ့ဖခင်ကျမတို့ကိုဆုံးမပေးတဲ့ဖခင်ကျမတို့လမ်းပြပေးတဲ့ဖခင်ကိုတောင်မှကျမတို့ကယိုသေးရတယ်နော်မယိုသေးလို့မရဘူးဟာလေလုယာလောကဖခင်ကိုကျမတို့ကယိုသေးရတယ်အဖေအမေကိုယိုသေးတဲ့သားသမီးကတသက်လုံးကောင်းစားတယ်လို့ပြောတာဖြစ်တယ်အဲ့ဒီလောကဖခင်ကိုတောင်မှကျမတို့ကယိုသေးကြတယ်ဆိုလို့ရှိရင်နော်တကယ်စိတ်ဝိညာဉ်တို့ရဲ့ဖခင်ကြီးဖြစ်တဲ့အဖဖရာကိုကျမတို့ကပို့ပြီးတော့မှယိုသေးတဲ့ပို့ပြီးတော့မှကျမတို့လေးစားတဲ့ပို့ပြီးတော့မှနော်ချစ်ခင်တဲ့မျက်နှိုးတဲ့ဆိုတဲ့အရာကိုကျမတို့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတာဖြစ်တယ်ဒါကြောင့်ဖယားသခင်မရှိပဲအဲ့ဒီဝိညာဉ်ဖခင်ကြီးမရှိပဲနဲ့ကျမတို့ကလူဖြစ်လာမှာမဟုတ်ဝိညာဉ်ဖခင်ကြီးကျမတို့ကိုမတီထွင်လိုက်ပဲနဲ့မဖန်ဆင်းလိုက်ပဲနဲ့ကျမတို့ကလောကမှာလူသားတွေအဖြစ်လာပြီးတော့မှအသက်ရှင်ခွင့်ရမှာမဟုတ်ကျမတို့လောကမှာအသက်ရှင်နေတာကဖယားသခင်ကြောင့်ဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ဖယားကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့သိထားရမှာဖြစ်တယ်နောက်နှုတ်ကပတ်တော်တစ်ချက်ကိုကျမတို့ဖတ်ကြည့်ရအောင်
ဒေသနာကျမ်းအခန်းကြီး3ကိုဖတ်ကြည့်မယ်ဒေသနာကျမ်းအခန်းကြီး3အပိုက်ငယ်17ဟုတ်ပြီနော်ကိုတော်သည်ခတ်သိမ်းသောအရာတို့ကိုသူ့အချိန်နဲ့သူလှပအောင်ကျမစံမီကျမ်းဖတ်နေတာဖြစ်တယ်နော်သူ့အချိန်နဲ့သူလှပအောင်ပြင်ဆင်တော်မူပြီးလူဤစိတ်နှလုံးထဲ၌ထာဝရကာလကိုလည်းထည့်သွင်းထားတော်မူ၏ဟာလေလုယာဖယားသခင်ကလူကိုဖန်ဆင်းလိုက်ကတည်းကထာဝရသူနဲ့အတူတူနေမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျမတို့အတွင်းထဲမှာဖခင်ရဲ့ဝိညာဉ်ရောက်လာတဲ့အချိန်ကစပြီးတော့မှထာဝရကာလကိုထည့်ထားပြီးပြီဖြစ်တယ်။ဟာလေလုယာ။မယုံကြည်သောသူတွေကပြောတတ်ကြတယ်။ငါတို့လူလောကမှာအခုခဏပဲအသက်ရှင်ကြတာ။ပြီးရင်ငါတို့ကပျောက်သွားကြမယ်လို့ပြောတယ်။သေသွားတဲ့အခါမှာပြီးသွားပြီလို့ပြောတယ်။မပြီးဘူး။နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတာအဲ့ဒီဝိညာဉ်ကထာဝရကာလမှာအသက်ရှင်ရမယ်လို့ဖခင်ကရည်ရွယ်ချက်နဲ့အဲ့ဒီဝိညာဉ်ကိုကျမတို့ထဲထည့်ထားတာဖြစ်တယ်နော်။သို့တော်အစမှအဆုံးထိဖျားသခင်ပြုတော်မူသောအမှုကိုလူသည်ရှာဖွေမတွေ့နိုင်ဖျားသခင်ဘလို့ဖန်ဆင်းခဲ့တာလဲဖျားသခင်ဖန်ဆင်းတော့ကျမတို့မရှိပါဘူးဖျားသခင်ဝိညာဉ်ကိုနှာခေါင်းထဲမှုတ်သွင်းတဲ့အချိန်မှာကျမတို့မရှိဘူးကျမတို့ရဲ့အုံနောက်တသေးလေးနဲ့ဖျားသခင်လောက်ကင်နိုင်စွမ်းတွေကိုဖျားသခင်တက်နိုင်စွမ်းတွေကိုဖျားသခင်ဖန်ဆင်းနိုင်စွမ်းတွေကိုကျမတို့ကဘလို့မှရှာဖွေလို့မရဘူးဘလို့မှမတွေးရှိနိုင်ဘူးဟာလေလုယာဒီနေ့တန်ရှင်သောဝိညာဉ်တော်ဖော်ပြတဲ့အချိန်မှာသင်သိလာလိမ့်မယ်အဲ့အရာတွေကိုဖျားသခင်ဖော်ပြမှသာလေသင်ကဖိနက်နဲသောအရာတွေကိုကျမတို့ကပို့ပြီးတော့မှသိလာမှာဖြစ်တယ်ဒီနေ့ဖျားကလူကိုဖန်ဆင်းတဲ့အခါမှာသူနဲ့ထာဝရကာလပတ်လုံးအတူတူနေသွားဖို့ဖျားကဖန်ဆင်းခဲ့တာဖြစ်တယ်သူနဲ့တသက်လုံးသူနဲ့ထာဝရကာလမှာဆက်ပြီးမိသားဟာဖွဲ့နေဖို့အတွက်လူသားတွေကိုဘုရားကဖန်ဆင်းခဲ့တာဖြစ်တယ်။ဒီနှုတ်ကပတ်တော်ထဲမှာဖော်ပြတဲ့အတိုင်းပဲကျမတို့လူရဲ့စိတ်နှလုံးထဲမှာတဲ့ကျမတို့အတွင်းထဲမှာစိတ်နှလုံးဆိုတာမမြင်ရဘူးဖြစ်တယ်။ကျမတို့အတွင်းထဲကနော်ဝိညာဉ်ကိုကျမတို့ကမမြင်ရဘူးကျမတို့ခံစားလို့ပဲရတာဖြစ်တယ်။အဲ့ဒီအတွင်းစိတ်နှလုံးထဲမှာဘုရားသခင်ကထာဝရကာလဆိုတဲ့လှပခြင်းတွေကိုထည့်ထားပြီးပြီ။ဘယ်တော့မှမကုံမဆုံးနိုင်တဲ့ထာဝရကာလကြီးတစ်ခုလုံးကိုကျမတို့လူရဲ့စိတ်နှလုံးထဲမှာဖခင်ကထည့်သွင်းပြီးတော့မှဖန်ဆင်းခဲ့တာဖြစ်တယ်ဟာလေလုယာဖခင်ရဲ့ဖန်ဆင်းခြင်းကအယံလှပါတယ်လူနော်လူနဲ့တူတဲ့စက်ရုပ်ပဲလူတွေပြန်ထုတ်လုပ်လို့ရတာဖြစ်တယ်လူသားတယောက်ကိုလူတွေပြန်ဖန်ဆင်းလို့မရအောင်ဖခင်ကလွယ်ပြီးတော့မှလူသားကိုဘယ်သူမှဖန်ဆင်းလို့မရအောင်ဖြစ်တယ်ဒါကြောင့်ကျမတို့ကအင်မတန်မှနော် wonderfully fearfully made ဆိုတဲ့အတိုင်းပဲကျမတို့ကိုဘုရားသခင်ဖန်ဆင်းတဲ့အခါမှာအင်မတန်ကြောက်ရွံ့ဖွယ်ကောင်းသောပုံသဏ္ဍာန်အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ပုံသဏ္ဍာန်ထွက်လာတာဖြစ်တယ်။ဖခင်ကလူကိုဖန်ဆင်းတဲ့အခါမှာငါတို့ရဲ့ပုံသဏ္ဍာန်နဲ့အညီတညီတဲ့ဖန်ဆင်းကြစို့လို့ဖခင်ကပြောတာဖြစ်တယ်။သင်ကဖခင်ရဲ့ပုံဖြစ်တယ်။ဟာလေလုယာ။သင်ကိုကြည့်လိုက်တာနဲ့တော့ဖခင်ကကြည်နပ်တာဖြစ်တယ်။အော်နော်သူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းထားတဲ့တင့်ကိုဖခင်ကအင်မတန်တန်ဖိုးထားတယ်။တင့်ကိုအယမ်းချစ်တာဖြစ်တယ်။နော်ဒီကနေ့ဖခင်ကကျမတို့ထာဝရကာလကိုခံစားနိုင်အောင်အဲ့ဒီထာဝရကာလရဲ့လှပခြင်းတွေကျမတို့အတွင်းထဲမှာထည့်ပြီးပြီဖြစ်တယ်။ဒါပေမဲ့လူဆိုတဲ့သဘောကကျမတို့စိုးရင်ခြင်းတွေပူပန်ခြင်းတွေကျမတို့ကိုတော့ချီနှောင်ထားတဲ့အရာတွေစူးတွေအမျိုးမျိုးနှောက်ယှက်မှုတွေနော်ဒီအရာတွေကဖုံးလွှမ်းနေတဲ့အခါမှာအဲ့ဒီထာဝရကာလရဲ့လှပခြင်းတွေကိုကျမတို့မခံစားနိုင်ဘူးယခုသင်လောကမှာရှိနေတဲ့အချိန်ကာလမှာပင်လင်ဖျားသခင်သင်ကိုပေးထားတဲ့ထာဝရကာလကိုသင်ခံစားလို့ရတယ်သင်အဲ့ထဲထဲမှာနေလို့ရတယ်အဲ့နော်ထာဝရကာလထဲမှာသင်အသက်ရှင်ဖို့ကိုဖခင်ကနော်သင်ကိုနော်အတွင်းထဲမှာသူထည့်ထားပြီးပြီဖြစ်တယ်ဟာလေလုယာအဲ့ဒီထာဝရကာလကိုကျမတို့ပိုနားလည်နိုင်ဖို့အတွက်အဲ့ဒီထာဝရကာလအထဲထဲမှာကျမတို့နေနိုင်ဖို့အတွက်ဖခင်ရဲ့ဝိညာဉ်တော်နဲ့ချိတ်ဆက်ရမှာဖြစ်တယ်ဟာလေလုယာဒီနေ့ဖခင်ရဲ့ဝိညာဉ်တော်ကိုမရတဲ့သူကိုဖခင်ကငါမသိဘူးလို့ညှင်းဆိုနေတာဖြစ်တယ်ဖခင်ရဲ့ဝိညာဉ်ကိုရပြီးသားသားသမီးတွေကျမတို့အရှုံးမခံပါနဲ့ထာဝရကာလရဲ့လှပခြင်းတွေကိုသင်ကောင်းတဲ့နိုင်ငံတော်ရောက်မှခံစားရမှာမဟုတ်လောကမှာသင်ရှိနေတဲ့အချိန်မှာပင်လင်ဖခင်ကသင်ကိုခံစားဖို့အတွက်သင်မွေးဖွားကတည်းကအဲ့ဒီစိတ်နှလုံးထဲကိုဖခင်ရဲ့ထာဝရကာလသွန်းလောင်းပြီးပြီဖြစ်တယ်ဟာလေလုယာကျမတို့အဲ့ထာဝရကာလတွေကိုအခုချိန်တည်းကဝင်စားလို့ရတယ်သွားရောက်လို့ရတယ်လဲပတ်လို့ရတယ်ထာဝရကာလထဲမှာကျမတို့တော့အဲ့ဒီအကောင်းဆုံးသောအရာတွေကိုမြည်ဆန်းခွင့်ရှိတာဖြစ်တယ်ဖခင်ကလူကိုဖန်ဆင်းလိုက်တဲ့အချိန်မှာ
အဲ့ဒီလိုမျိုးခံစားနိုင်အောင်လို့ကျမတို့ကိုတီထွင်ထားတာကျမတို့ကိုပြုပြင်ထားတာဖြစ်တယ်ဟာလေလုယာလူကတခြားသတ္တဝါတွေနဲ့မတူလူကအရန်ထူးခြားတယ်လူကိုနော်စိတ်ရုပ်ပဲသူတို့ဖန်ဆင်းလို့ရတာဖြစ်တယ်လူကိုဘယ်သူမှနော်ပုံသဏ္ဍာန်တူအောင်လို့လုပ်လို့မရအောင်ဖြစ်တယ်ဒါကြောင့်လူကိုဘုရားကဖန်ဆင်းတဲ့အခါမှာအင်မတန်ရည်ရွယ်ချက်ကြီးမားတယ်အင်မတန်မှဘုရားမှလူနဲ့အတူတူလှုပ်ဆောင်မဲ့အရာတွေမြောက်များစွာရှိတယ်ဟာလေလုယာဒါတော့မှကျမတို့နှုတ်ကပတ်တော်ထဲမှာယေရှုခရစ်တော်နော်ခြီဆောင်ခြင်းကာလတွေကျမတို့ဖတ်ရတယ်။ဘုရားသခင်ကျမတို့နဲ့လုံးမဲ့အရာတွေကိုဖော်ပြထားတယ်။အဲ့ဒီအပြင်ဘာဖော်ပြထားသည်နှစ်တစ်ထောင်ကာလကိုလေဘုရားကနှုတ်ကပတ်တော်ထဲမှာထည့်သွင်းထားတယ်။အဲ့ဒီအပြင်ကျမတို့မသိနိုင်သေးတဲ့နှစ်တစ်ထောင်ကာလနောက်ပိုင်းမှာနော်ယေရုရှလင်မြို့သစ်ထဲမှာဘုရားသခင်လုံးမဲ့အရာတွေကိုထပ်မရေးထားသေးဘူး။ဟာလေလုယာ။ယေရုရှလင်မြို့သစ်မှာကျမတို့ဘုရားနဲ့အတူတူနေရမယ်ဆိုပြီးတော့မှဘုရားအဆုံးသတ်လိုက်တာဖြစ်တယ်။တခါလေကြာလို့ရှိရင်ဘုရားသခင်ကနော်လူတွေအကုန်မဖော်ပြသေးဘူး။ဘာလို့လဲစိတ်လှုပ်ရှားစွာနဲ့ဘုရားသခင်ရဲ့နော်လှုပ်ဆောင်မဲ့အရာတွေကိုကျမတို့ကမျှော်လင့်နေဖို့အတွက်ဘုရားကကျမတို့ကိုနော်ဒီတိုင်းဖြတ်ထားတာဖြစ်တယ်။ဟာလေလုယာ။နော်ကျမတို့အကုန်လုံးသာရေးထားမယ်ဆိုလို့ရှိရင်နော်ကျမတို့လူသားတွေဘုရားကိုအဲ့လောက်ထိစိတ်ဝင်စားမှာမဟုတ်တော့ဘူး။ထာဝရကာလအဲ့လောက်ထိစိတ်ဝင်စားမှာမဟုတ်တော့နော်ဘုရားသခင်နဲ့ထာဝရကာလမှာဘလို့အတူတူနေမလဲဆိုတဲ့အကြောင်းအရာတွေဘုရားသခင်ကအနည်းငယ်ပဲနှုတ်ကပတ်တော်ထဲမှာထည့်သွင်းထားတာဖြစ်တယ်ဟာလေလုယာညီကိုမောင်နှမတို့เนาะကျမတို့ဘုရားသခင်ရေးထားတဲ့စာအုပ်ပေါင်းမြောက်များစွာရှိတယ်နှုတ်ကပတ်တော်အပြင်ဘုရားသခင်ရဲ့လက်ထဲမှာစာအုပ်ပေါင်းမြောက်များစွာရှိတယ်ကောင်းကင်နိုင်ငံတော်မှာဘုရားသခင်ရဲ့เนาะ library ရှိတယ်ဟာလေလုယာကျမ်းစာထဲမှာမပါဘူးကျမဝိညာဉ်တော်ဖော်ပြတာဖြစ်တယ်ကောင်းကင်နိုင်ငံတော်မှာဘုရားရဲ့ library ရှိတယ်အခုဘုရားသခင်အကောင်းဆုံးသောနှုတ်ကပတ်တော်စာအုပ်ကိုကျမတို့လူသားတွေအတွက်လောကလူသားတွေအတွက်ခဏပေးထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါဘုရားသခင်တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်သူရေးထားတဲ့စာအုပ်တွေမြောက်များစွာရှိတယ်ညီကောင်မောင်နှမတို့တချို့တွေကပြောကြတယ်ကောင်းကင်နိုင်ငံတော်ကပြင်းစရာကြီးပါတဲ့နော်ကောင်းကင်နိုင်ငံတော်မှာနော်သူတို့ပျော်စရာကောင်းတဲ့အရာတွေလည်းမရှိပါဘူးကောင်းကင်နိုင်ငံတော်ကပြင်းစရာကြီးပါတဲ့ကိုဘယ်သူပြောလဲပြင်းစရာကောင်းတယ်လို့အခုအချိန်ထိကျမဆိုကောင်းကင်နိုင်ငံတော်ကိုနော်တွေးကျင်လို့မြည်ဆန့်ကျင်လို့သွားဘူးကျင်လို့အဲ့ဒီနော်ချီဆောင်မဲ့နေ့ရက်ကိုမျှော်လင့်နေတာဖြစ်တယ်ဟာလေလုယာကျမတို့တက်တော့ဘယ်တော့မှပြင်းစရာကောင်းမှာမဟုတ်ကျမတို့မသိသေးတဲ့အကြောင်းအရာတွေမြောက်များစွာရှိတာဖြစ်တယ်ဒါကြောင့်ကျမတို့စိတ်နှလုံးအထဲမှာထာဝရကာလကိုဖခင်ကထည့်သွင်းပေးထားပြီးပြီဖြစ်တယ်။အဲ့ဒီထာဝရကာလတိုင်းမှာသင်ယခုအချိန်မှာပဲနေနိုင်တာဖြစ်တယ်။ဟာလေလုယာ။တန်ရှင်သောဝိညာဉ်တော်ရဲ့ခေါ်ဆောင်တဲ့အခါမှာကျမတို့ကအခုကျမတို့နော်မျက်လုံးနဲ့မမြင်နိုင်သေးတဲ့ကောင်းကင်နိုင်ငံတော်တွေကိုကျမတို့ကဝင်သွားနိုင်တာဖြစ်တယ်။ဒါကြောင့်လူဆိုတာအင်မတန်ထူးခြားတယ်။ဖခင်ရဲ့ဝိညာဉ်နဲ့ချိတ်ဆက်လို့ရတာလူတတဝါတစ်ခုတည်းပဲရှိတယ်။ဟာလေလုယာ။ကြောင်ဆိုတဲ့တတဝါလေဖခင်နဲ့မချိတ်ဆက်ဘူး။ခွေးလည်းဖခင်နဲ့မချိတ်ဆက်ဘူးကျန်တဲ့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့သတ္တဝါတွေလည်းဖျားနဲ့ချိတ်ဆက်လို့မရဘူးလူသတ္တဝါတစ်ခုတည်းသာလင်ဖျားကနော်သူနဲ့ချိတ်ဆက်ဖို့အတွက်ထူးခြားသောအခွင့်အရေးကိုပေးရတာဖြစ်တယ်ဟာလေလုယာနော်တင့်ကိုယ်တင်ပြောလိုက်ပါကျွန်ုပ်ဒီထူးခြားသောသူဖြစ်သည်ဟာလေလုယာနော်ဒါကြောင့်ကျမတို့ရဲ့အတွင်းထဲမှာ unlimited နေလို့ရတဲ့အသက်ကိုထည့်ထားပြီးပြီဖြစ်တယ်အဲ့ဒါကကျမတို့သိကြတဲ့ထာဝရအသက်ဖြစ်တယ်เนาะအဲ့ဒီထာဝရအသက်ဘယ်တော့မှမသေးဆုံးနိုင်ဘယ်တော့မှမကုန်ဆုံးတော့အခုကျမတို့လောကမှာเนาะဖျားနဲ့အတူတူနေတဲ့အချိန်မှာဆိုဝမ်းမြောက်ဆုံးပဲဖျားเจ้าသွားရတာအပျော်ဆုံးပဲဟာလေလုယာဟုတ်တယ်နော်ကျမတို့နှုတ်ကပတ်တော်နားထောင်ရတဲ့အချိန်နှုတ်ကပတ်တော်ဟောပြောရတဲ့အချိန်ကစိတ်လှုပ်ရှားစရာအကောင်းဆုံးပဲဒါကြောင့်ညီကိုမောင်နှမတို့သင်လောကမှာတော့မှဖျားနဲ့ပတ်သက်အဲ့လောက်တောင်စိတ်လှုပ်ရှားတာအဲ့လောက်တောင်ကျမတို့မှာနော်မကုံနိုင်သောအရာတွေနော်ကျမတို့ကြားနေရတာကောင်းကင်နိုင်ငံတော်ရောက်ပြီထာဝရကာလဆိုလို့ရှိရင်သင်စဉ်းစားတာကြည့်လိုက်တော့အပျော်ရွှင်ဆုံးကာလတွေကိုကျမတို့ကဆက်ပြီးတော့မှဖြတ်သန်းရမှာဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာနေ့စဉ်နေ့ရက်တိုင်းကအင်မတန်ကောင်းတယ်ဖျားသခင်စီစဉ်ထားသောနေ့ရက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့နေ့တိုင်းကဝမ်းမြောက်စရာကောင်းတယ်ကျမတို့ထာဝရကာလထဲမှာယခုချိန်တွေကနေပါထာဝရအသက်ထဲမှာထာဝရကာလထဲမှာသင်နေပြီဆိုသင်ဖြတ်ကျော်ရတဲ့နေ့ရက်တိုင်းကအယံဝမ်းမြောက်စရာကောင်းတယ်သင်ဖြတ်ကျော်ရတဲ့နေ့ရက်တိုင်းကအင်မတန်မှစိတ်လှုပ်ရှားစရာကောင်းတယ်မျောလင့်ချက်အပြည့်နဲ့မျောလင့်ချက်အပြည့်အဝနဲ့ကျမတို့က
ဖြတ်သန်းရမှာဖြစ်တယ်။ကောင်းကင်နိုင်ငံတော်မှာကျမတို့အုံနောက်နဲ့မမိပါဘူး။ကောင်းကင်နိုင်ငံတော်ရောက်လို့ရှိရင်ဒီထက်ကိုပိုပျော်စရာကောင်းမယ်ဆိုတဲ့အရာကိုကျမတို့သိနိုင်တာဖြစ်တယ်။ဟာလေလုယာ။နော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာနော်လူရဲ့ဝိညာဉ်အခုကျမတို့အဲ့ဒီဝိညာဉ်နဲ့အသက်ရှင်နေတာဖြစ်တယ်နော်အဲ့ဒီဝိညာဉ်ကတဲ့နော်သူ့မှာစွမ်းအားတွေရှိတယ်ကျမတို့ရဲ့ဝိညာဉ်မှာစွမ်းအားတွေရှိတယ်အဲ့ဒီအရာတွေကဘာလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်မှတ်ထားရအောင်နော်ကျမတို့လုံနိုင်တဲ့အရာကျမတို့တက်ဆွမ်းနိုင်တဲ့အရာကျမတို့နော်ရဲ့အထူးခွန်အားအထူးအစွမ်းတတ္တိတလိ္ဆာမှာမရှိဘူးအဲ့ဒီအစွမ်းတတ္တိကနော်ကျမတို့တတဝါတခြားတတဝါတွေမှာမရှိဘဲနဲ့ကျမတို့လူရဲ့အတွင်းထဲမှာရှိတဲ့လူရဲ့ဝိညာဉ်မှာရှိတဲ့လူဝိညာဉ်ရဲ့အစွမ်းတတ္တိနော်အဲ့ဒီအရာတွေကနံပါတ်1တစ်ချက်အသိတရားဖြစ်တယ်နော်အသိတရားကနံပါတ်1တစ်ချက်ဖြစ်တယ်လူရဲ့ဝိညာဉ်မှာပဲလူမှာပဲအသိတရားရှိတယ်နော်ဆိုတော့အမှားအမှန်ကိုခွဲခြားနိုင်တယ်သိမြင်နိုင်စွမ်းအားရှိတယ်ဟာလေလုယာအဲ့ဒီအသိတရားကိုပို့ပြီးတော့မှတောက်ပခြင်းအဲ့ဒီအသိတရားကိုပို့ပြီးတော့မှထက်မြက်ခြင်းတန်ရှင်သောဝိညာဉ်တော်နဲ့ပို့ချိတ်ဆက်ရတယ်ဟာလေလုယာဝိညာဉ်တော်နဲ့ချိတ်ဆက်လာတဲ့အခါမှာကျမတို့ရဲ့အမှားအမှန်ခွဲခြားနိုင်စွမ်းတွေကပို့ပြီးတော့မှတောက်ပလာတာပို့ပြီးတော့မှထက်မြက်လာတာဖြစ်တယ်ကျမတို့ဓာတ်တစ်ချောင်းကိုနော်ကျမတို့အမြဲတမ်းသွေးပေးရတယ်အဲ့ဒီဓာတ်ကသွေးနေမှာပဲသူကထက်တာဖြစ်တယ်မသွေးပဲထားတဲ့ဓာတ်ကတုံးလာတာဖြစ်တယ်တဖြည်းဖြည်းနဲ့အဲ့ဒီအတိုင်းပဲကျမတို့မှာဘုရားသခင်ထည့်ပေးထားတဲ့အသည့်တရားအမှားအမှန်ခွဲခြားနိုင်စွမ်းကိုကျမတို့ကတန်ရှင်သောဝိညာဉ်တော်နဲ့ချိတ်ဆက်တဲ့အခါမှာပို့ပြီးတော့မှနော်ထက်မြက်တဲ့ဓာတ်တစ်ချောင်းကဲ့သို့ဖြစ်လာတာဖြစ်တယ်ဘာလို့လဲတန်ရှင်သောဝိညာဉ်တော်ဘုရားကကျမတို့အမြဲတမ်းပြုပြင်ပေးတဲ့သွန်သင်ပေးတဲ့ဆုံးမပေးတဲ့ဝိညာဉ်တော်ဘုရားဖြစ်သောကြောင့်ကျမတို့ဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာသင်ရဲ့အသိတရားကအင်မတန်မှထက်တဲ့ဓာတ်တစ်ချောင်းကဲ့သို့ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာနော်ဘလောက်ထိသင်တော့ထက်မြက်လာမလဲဆိုလို့ရှိရင်လူတစ်ယောက်နဲ့စကားပြောတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ဘုရားမကြိုက်တဲ့အရာသင်ကြားရင်တော့မှဒါဘုရားသခင်ထံကမလားဆိုသင်ချက်ချင်းသိတယ်ဖယားသခင်မကြိုက်တဲ့နော်အခြေအနေအချိန်အခါနေရာတွေကိုသင်သိပြီးနော်ချက်ချင်းသိတာဖြစ်တယ်ဝိညာဉ်တော်ဘုရားကသင်ကိုနော်အဲ့လောက်ထိပေါ်ပြပေးမှဖြစ်တယ်နော်ဒါကြောင့်နံပါတ်1တစ်ချက်လူရဲ့အတွင်းထဲမှာရှိတဲ့စွမ်းအားဝိညာဉ်တော်ရဲ့စွမ်းအားကျမတို့အတွင်းထဲမှာရှိတဲ့ဝိညာဉ်ရဲ့စွမ်းအားနံပါတ်1တစ်ချက်ကအသိတရားဖြစ်တယ်နံပါတ်2တစ်ချက်သူဘာလုပ်နိုင်လဲဆိုလို့ရှိရင်ကျမတို့နော်ဘာအရာတွေသိနိုင်လဲဆိုလို့ရှိရင်ဖယားသခင်ရဲ့ဉာဏ်ကိုသိနိုင်တယ်ဖယားသခင်ပေါ်ပြတဲ့အရာတွေကိုသိမြင်ခြင်းစွမ်းအားရှိတယ်ဟာလေလုယာအဲ့ဒီသိမြင်ခြင်းစွမ်းအားကနော်ကျမတို့တခါတလေကြာလို့ရှိရင်အိမ်မက်နဲ့လာတတ်တာဖြစ်တယ်အိမ်မက်ကိုနမိတ်ဖော်တတ်တယ်ဖယားသခင်အိမ်မက်တစ်ခုပေးပြီဆိုလို့ရှိရင်အဲ့ဒီအိမ်မက်အနက်ကိုကျမတို့ကပြန်တက်လာเนาะဒံယေလကဲ့သို့ဒံယေလမှာအိမ်မက်ကိုเนาะအနက်ပြန်တဲ့စွမ်းအားသိမြင်ခြင်းအဲ့ဒီအရာကိုဘုရားကဝိညာဉ်စုကျေးဇူးတစ်ခုအနေနဲ့ပေးထားတာဖြစ်တယ်ဆိုတော့ကျမတို့အဲ့ဒီမြင်ခြင်းသိမြင်ခြင်းဘုရားရဲ့ဗျာဒိတ်တော်ကိုเนาะသိခြင်းဘုရားသခင်ရဲ့เนาะဗျာဒိတ်တော်တန်ကိုထိုးထွင်းခြင်းသိမြင်နိုင်စွမ်းအားရှိခြင်းအဲ့ဒီအရာကိုကျမတို့ရဲ့အတွင်းထဲကဝိညာဉ်ကလုံနိုင်စွမ်းရှိတာဖြစ်တယ်။နံပါတ်3တစ်ချက်အဲ့ဒီကျမတို့အတွင်းထဲမှာရှိတဲ့လူရဲ့ဝိညာဉ်ကဘာလုံနိုင်လဲဆိုလို့ရှိရင်ဖယားသခင်နဲ့ဆက်ဆံရေးလုံနိုင်နေတယ်ဟာလေလုယာ relationship ဖယားသခင်အသက်ရှင်တဲ့ဖယားနဲ့ relationship လုပ်နိုင်တယ်ဖယားရဲ့ချစ်ချင်းကိုပြန်ခံစားနိုင်တယ်ဖယားရဲ့နော်အာတိုးထိခြင်းကိုကျမတို့ခံစားနိုင်တယ်ဖယားသခင်ကိုကျမတို့ကိုးကွယ်နိုင်တယ်ဖယားသခင်နဲ့စကားပြောနိုင်တယ်ဖယားသခင်ရဲ့မျက်မှောက်တော်ထဲမှာဖယားနဲ့မျက်နှာချင်းဆိုင်တွေ့နိုင်စွမ်းအားရှိတယ်အဲ့ဒါကဖယားနဲ့ဆက်ဆံခြင်းအရာဒီအရာကိုလုပ်လို့ရတယ်တလိမ့်ဆန်တွေလုံးလို့မရအောင်အသက်ရှိတဲ့တလိမ့်ဆန်တွေလုံးလို့မရအောင်အသက်ရှိတဲ့လူကပဲအဲ့ဒီဝိညာဉ်တော်နဲ့ချိတ်ဆက်ခြင်းလုပ်နိုင်တယ်ဝိညာဉ်တော်နဲ့ဆက်ဆံနိုင်တာဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်
နံပါတ်၄တစ်ချက်ကကြတော့เนาะသူ့မှာဘာစွမ်းအားရှိလဲဆိုလို့ရှိရင်ဖယားသခင်ရဲ့အသက်ရှင်မှုဖယားရဲ့သဘောထားတွေဖယားရဲ့ grace တွေเนาะဖယားသခင်ရဲ့အခွင့်တကိုးနဲ့เนาะကျမတို့ကိုထားတဲ့နေရာမှာကျမတို့နေလို့ရတယ်ဟာလေလုယာသဘောပေါက်မလားတော့မသိဘူးเนาะဖယားသခင်ကျမတို့ကိုထားတဲ့နေရာရှိတယ်သူ့ရဲ့ဘုန်းတော်နဲ့အတူတူကျမတို့နေရမယ့်နေရာရှိတယ်ဝိညာဉ်တော်ရဲ့ realms ထဲမှာ spiritual realms ထဲမှာကျမတို့နေနိုင်ခွင့်ရှိတယ် hallelujah အဲ့ဒီနော်ခုနကတော့ကျမပြောသလိုပဲနှုတ်ကပတ်တော်ထဲမှာကျမတို့အတွင်းစိတ်နှလုံးထဲမှာတဲ့ထာဝရကာလကိုထည့်ထားပြီးပြီလို့ပြောတယ် hallelujah အဲ့ဒီထာဝရကာလထဲမှာနေနိုင်စွမ်းအားရှိတယ်သင်အတွင်းထဲကဝိညာဉ်ကထာဝရကာလထဲမှာနေနိုင်စွမ်းအားရှိဖို့အတွက်ဘုရားကသင်ကိုဖန်ဆင်းထားတာနေနိုင်အောင်ဖန်ဆင်းထားတာဖြစ်တယ်။တိရစ္ဆာန်တွေအသက်ရှိတယ်။ထာဝရကာလထဲမှာနေနိုင်တဲ့စွမ်းအားမရှိဘူး။ဘုရားရဲ့မျက်မှောက်တော်ကိုသူတို့ဝင်လို့မရအောင်။အခုအသက်ရှိပါတယ်ဆိုတော့သစ်ပင်တွေမှာလည်းအသက်ရှိတယ်နော်။သစ်ပင်တွေလိုအသက်ရှူကြတယ်။အဲ့ဒီသစ်ပင်တွေဖျားသခင်ထာဝရကာလထဲမှာနေလို့မရအောင် spiritual realm ထဲမှာနေလို့မရအောင်ဘသူကပဲနေလို့ရလဲကျမတို့လူသားတွေကပဲနေလို့ရတယ်ကျမတို့ရဲ့အတွင်းတွေကလူရဲ့ဝိညာဉ်ကဖျားသခင်နဲ့တွေ့နိုင်ဖို့အတွက်အဲ့ဒီ spiritual realm ထဲမှာကျမတို့ကသွားခွင့်ရှိတယ်သွားလို့ရတဲ့စွမ်းအားရှိတယ်နောက်တစ်ချက်ကကြတော့နံပါတ်5ချက်ကျမတို့ရဲ့ identity ကိုသိခွင့်ရှိတယ်ဆိုတော့ခရစ်တော်ရဲ့အတွင်းထဲမှာရှိတဲ့ကျမတို့ကနော်ဘသူဖြစ်လဲဆိုတဲ့အရာကျမတို့ရဲ့ identity ဆိုတော့ကျမတို့ယုံကြည်သူတွေဖြစ်လာတဲ့အခါမှာကျမတို့ကနော်ကိုယ်ပိုင်အမှတ်သားရှိရတယ်။တင့်မှာ ID ရှိတယ်။ဒီနိုင်နော်ဘယ်နိုင်ငံမှာပဲနေနေတင့်မှာနိုင်ငံသားမှတ်ပုံတင်ရှိရမယ်။မရှိရင်သင်က citizen မဟုတ်ဘူး။အခုမြန်မာပြည်မှာနေတဲ့လူတွေကနိုင်ငံသားမှတ်ပုံတင်ရှိတယ်။ကနေဒါမှာနေတဲ့လူတွေကနိုင်ငံသားမှတ်ပုံတင်ရှိတယ်။တခြားနိုင်ငံမှာသွားအလုံးလုံးနေတဲ့လူတွေကသူတို့မှာ passport ရှိတယ်။အဲ့နိုင်ငံသားမဟုတ်ရင်လည်းသူတို့မှာ ID တစ်ခုခုတော့ရှိကိုရှိရမယ်ဒီနေ့သင်ကနိုင်ငံတော်ရဲ့ citizen ဖြစ်တယ်။ကောင်းကင်နိုင်ငံတော်သားတွေဖြစ်တယ်။သင်မှာအဲ့ဒီ citizen လက်မှတ်ရှိတယ်။ hallelujah ။သင်ရဲ့အတွင်းဝိညာဉ်သင်ရဲ့နော်လူရဲ့ဝိညာဉ်ထဲမှာအဲ့ဒီ identity ကိုဘုရားကထည့်ထားပြီးပြီဖြစ်တယ်။ hallelujah ။လူတွေကဘုရားကိုမယုံကြည်လို့သာအဲ့ဒီ identity တွေပျောက်သွားတာ။သူတို့သေလို့ရှိရင်ဘယ်သွားမယ်ဆိုတာမသိဘူး။ဘာလို့လဲသူတို့မှာကောင်းကင်နိုင်ငံတော်သားရဲ့မှတ်ပုံတင်မရှိဘူးရှိတယ်ဆိုတာကိုမသိတာဟာလေလုယာလူသားတိုင်းကိုဘုရားသခင်ကနော်သူ့ဝိညာဉ်ကိုပေးပြီးကတည်းကလူသားတိုင်းကိုကောင်းကင်နိုင်ငံတော်သားရဲ့မှတ်ပုံတင်ထည့်ပေးလိုက်ပြီးပြီဒါပေမဲ့လူတော်တော်များများကသူတို့ရဲ့မှတ်ပုံတင်ကိုစာတန်ကိုရောင်းစားထားတယ်လောကမှာပျော်ကြတယ်စာတန်ကိုသူတို့ရဲ့နိုင်ငံသားမှတ်ပုံတင်တွေပေးလိုက်ကြတယ်စာတန်နဲ့သက်ဆိုင်သောသူတွေဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်ကျမတို့ကအဲ့ဒီကိုယ့်ရဲ့ identity ကျမတို့ရဲ့နိုင်ငံသားဖြစ်ခြင်းနိုင်ငံတော်ရဲ့ citizen သားဖြစ်ခြင်းဒီအရာတွေကယေရှုအားဖြင့်ပြန်ရတာဖြစ်တယ် hallelujah ဒီနေ့စာတန်ကကျမတို့ရဲ့နော်မှတ်ပုံတင်ကိုခိုးလိုက်မယ်ကျမတို့ရဲ့မှတ်ပုံတင်သူ့ကိုရောင်းဖို့ပြောလိုက်မယ်စာတန်ကဝယ်တယ်သူ့မှတ်နော်ကျမတို့ရဲ့မှတ်ပုံတင်ကိုသူလိုချင်တာဖြစ်တယ်ဘာလို့လဲသင်မှာနိုင်ငံတော်ရဲ့မှတ်ပုံတင်ရှိနေပြီဆိုသင်ကတနေ့မှာကောင်းကင်နိုင်ငံတော်သွားရမှာစာတန်ကတော့မသွားစေချင်ဘူးသူနဲ့အတူတူငရဲကိုလိုက်စေချင်တာဖြစ်တယ်ဒါကြောင့်အလဲအလဲအမြဲတမ်းလုပ်တယ်စာတန်ကသင်မှတ်ပုံတင်ကိုလိုချင်တယ်သူသိမ်းထားဖို့အတွက်အရက်နဲ့လဲလိုက်မယ်မိန်းမနဲ့လဲလိုက်မယ်ငွေနဲ့လဲလိုက်မယ်ဆေးတွေနဲ့လဲလိုက်မယ်သင်အင်မတန်နှစ်သက်တဲ့လောကကြီးနဲ့စာတန်ကအလဲလဲလုံးမှာဖြစ်တယ်ဒီနေ့ညီကိုမောင်မတို့ဖယားသခင်ကကျမတို့ကိုဖန်ဆင်းပြီးကလေးကကောင်းကင်နိုင်ငံသားရဲ့မှတ်ပုံတင်အတွင်းထဲမှာထည့်ထားပေးပြီးဖြစ်တယ်ဟာလေလုယာသင်က citizen ဖြစ်တယ်เนาะတကယ်ပဲကိုယ်ပိုင်အမှတ်သားကယေရှုနဲ့တူတဲ့လက်မှတ်ဟာလေလုယာယေရှုခရစ်တော်ကဲ့သို့ယေရှုရဲ့ပုံသဏ္ဍာန်နဲ့
လောကမှာအသက်ရှင်ဖို့ကျမတို့ကိုကောင်းကင်နိုင်ငံသားရဲ့ identity ယေရှုခရစ်တော်ရဲ့ identity ကျမတို့အထဲထဲမှာရှိပြီးသားဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ကကြတော့ကျမတို့လှုပ်ဆောင်နိုင်ခြင်းတဲ့နော်လှုပ်ဆောင်နိုင်ခြင်းဘာတွေလုပ်နိုင်လဲကျမတို့ဝိညာဉ်ကလေအတွင်းထဲကဝိညာဉ်ကအမြဲတမ်းလေသူကနော်အလုံးလုံးဖို့အတွက်ကို ready ဖြစ်နေပြီသူဘာတွေလုပ်နိုင်လဲကျမတို့ယုံကြည်ခြင်းကိုလုပ်နိုင်တယ်ကျမတို့သူတစ်ပါးကိုကူညီခြင်းအဲ့ဒီနှလုံးသားကိုအတွင်းထဲကလူရဲ့ဝိညာဉ်ကလုံနိုင်တယ်။နောက်တစ်ခုကျမတို့ဘာတွေလုံနိုင်လဲ။ဆုတောင်းခြင်းတွေလုံနိုင်တယ်။နတ်ဆိုးကိုပြန်တိုက်ခိုက်ခြင်းဒီအရာတွေကိုအတွင်းထဲကဝိညာဉ်ကလုပ်တာဖြစ်တယ်။နော်ဆိုတော့အဲ့ဒီအတွင်းထဲကဝိညာဉ်ကပဲနော်ဆုတောင်းဖို့အတွက်တွန်းအားပေးတာ။အတွင်းထဲကကျမတို့ရဲ့ဝိညာဉ်ကပဲယုံကြည်ခြင်းရှိဖို့တဲ့ခွန်အားတွေပေးလာတာတွန်းအားတွေပေးတာအတွင်းထဲကဝိညာဉ်ကပဲကျမတို့ကိုလူတွေကိုမဆဖို့လူတွေကိုတနာဖို့လူတွေကိုချစ်ဖို့လူတွေကိုကူညီဖို့အတွက်အတွင်းထဲကဝိညာဉ်ကအလုပ်လုပ်တာဖြစ်တယ်နတ်ဆိုးတွေကိုပြန်တိုက်ခိုက်ဖို့အတွက်သင်မလုပ်ဘူးအတွင်းထဲကဝိညာဉ်ရဲ့တွန်းအားကြောင့်ဒါကြောင့်ကျမတို့က spiritual realm ထဲမှာကျမတို့ဘာတွေလုပ်ရလဲဆိုလို့ရှိရင်ဘုရားသခင်ကဝိညာဉ်ရေနော်ဝိညာဉ်တိုက်ပွဲဝင်ခိုင်းပြီဆိုလို့ရှိရင်ကျမတို့ဇာတိနဲ့ဝင်လို့မရအောင်ကျမတို့ဝိညာဉ်တိုက်ပွဲဝင်ပြီဟဲ့ဆိုလို့ရှိရင်အဲ့တန်ရှင်သောဝိညာဉ်တော်နဲ့အတူတူကျမတို့ရဲ့အတွင်းထဲကဝိညာဉ်ကစပြီးတော့မှအလုံးလုံးလာတာဖြစ်တယ်ဟာလေလုယာသင်နှဆိုးကိုကြည့်ပြီးတော့ကြောက်စရာမလိုအိမ်မက်တွေစိုးတယ်ဆိုပြီးတော့မှသင်တော့ကြောက်စရာမလိုသင်အတွင်းထဲကဝိညာဉ်ကတိုက်ဖို့အတွက်အစဉ်သင့်ဖြစ်နေတာသင်ထုတ်ပြောရမယ်သင်စတိုက်ရမယ်အဲ့ဒီအချိန်မှာနတ်ဆိုးပြေးနိုင်တာဖြစ်တယ်ဟာလေလုယာဒါကျမတို့ရဲ့အတွင်းထဲမှာရှိတဲ့ဝိညာဉ်ကလှုပ်ဆောင်နိုင်တဲ့စွမ်းအားတစ်ခုဖြစ်တယ်ဆိုတာကိုသိရမယ်နောက်တစ်ခုဖျားနော်အဲ့အတွင်းထဲကဝိညာဉ်ကသင်အိမ်မက်မက်ပြီဆိုလို့ရှိရင်လေအကောင်းဆုံးသောအရာတွေကိုချက်ချင်းယူပါဟာလေလုယာဒီဘုရားရှင်ကျမကိုအိမ်မက်ပေးတယ်ကျမအိမ်မက်မက်ပြီးချက်ချင်းနိုးလာအဲ့အိမ်မက်ကအယမ်းကောင်းတာကျမအပင်တွေတွေ့တယ်အများကြီးပဲကျမနားလေးမှာပဲကျမနားလေးမှာအပင်တွေအများကြီးတွေ့တယ်အိမ်နေနေကျမတွေ့တာအဲ့ဒီအပင်မှာကျမဘာတွေ့လိုက်လဲဆိုတော့တကယ်ကိုအင်မတန်မှအယေရှုမဲ့နေတဲ့လိမ္မော်သီးအကြီးကြီးတွေ့လိုက်တာဖြစ်တယ်အဲ့ဒါနဲ့ကျမအိမ်မက်ထဲမှာရအောင်ယူတယ်အဲ့အသီးကိုရအောင်ခူးတယ်ကျမရဲ့လက်တကန်းလေးပဲအတင်းရအောင်ခူးပြီးတော့မှကျမအဲ့ဒီလိမ္မော်သီးကျမလေးဖွင့်ကြည့်လိုက်တယ်ဖြဲကြည့်လိုက်တဲ့အချိန်အထဲထဲမှာကျမရဲ့ဝိညာဉ်ကရအောင်ကြည့်နေတာကျမလည်းအိမ်မက်ထဲမှာရအောင်ကြည့်တာဝိညာဉ်တော်ဖော်ပြတဲ့အရာတွေကျမလက်မလွတ်ချင်အဲ့လောက်တောင်စားတောက်လို့ကောင်းမဲ့အသီးအကြီးကြီးကျမကြည့်တဲ့အခါမှာကျမနာမည်ကိုကျမတွေ့ရတယ်ဟာလေလုယာနှင်းဝင်းအေးကြော်လို့ရေးတာအဲ့ကျမမပြီးသေးဘူးဒီဘက်တစ်ချမ်းမှရေးတာဒီဘက်တစ်ချမ်းမှဘာဆက်ရှိအောင်လဲကျမရှာတယ်စာတွေအများကြီးရေးထားတယ်ကျမရအောင်ဖတ်တယ်အတွင်းထဲကဝိညာဉ်ကအတကုံဖတ်နေတာအဲ့ဒီအတွင်းထဲကဝိညာဉ်ကငါ့ကိုဘုရားသခင်ဘာပြမလဲဆိုတဲ့အရာကိုကျမအတကုံဖတ်နေတာဖြစ်တယ်ကျမဘာတွေ့လိုက်ရလဲဆိုတော့ made in Paris လို့ပြောတယ်ဟာလေလုယာအဲ့ဒါကျမနိုးလာအောင်နိုးလာတဲ့အချိန်မှာကျမဖျောင်းမယ်ကိုတော့အဲ့ဒီအိမ်မက်ကဘာအကြောင်းအရာလဲကျမဘုရားကိုမေးတဲ့အခါမှာဘုရားကပြောတယ်ကျမရဲ့နာမည်နဲ့ပစ္စည်းတွေထုတ်အောင်မယ်တဲ့ဟာလေလုယာ made in Paris ကျမစဉ်းစားတယ်ရေမွေးလား leather အိတ်တွေလား Paris ကဘာတွေထွက်လဲနော် skin care တွေလားဒီအရာတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါနဲ့ကျမနိုးလာတဲ့အချိန်မှာကျမရယူပြီယေရှုနာမနဲ့အဲ့ဒီအရာရပြီကိုယ်ပိုင်စီးပွားတွေကျမတို့လေကိုယ်ပိုင်အမည်နဲ့ထုတ်အောင်မယ်ဟာလေလုယာဒီနေ့အိမ်မက်တွေကောင်းနေဆိုသင်အဲ့တိုင်းပဲအရန်အိမ်မက်ကောင်းတာပဲအဲ့လောက်နဲ့မပြီးသွားနဲ့ရအောင်ယူပါအဲ့ဒီအိမ်မက်တွေကိုရေးချထားပါဖျားသခင်ပေးတဲ့ဗျာဒိတ်တော်တွေဖြစ်တယ်ဖျားသခင်ပေးတဲ့ဂတိတော်တွေဖြစ်တယ်အဲ့ဒီအရာတွေကိုသင်တန်မိုးထားပါသင်ရဲ့အတွင်းဝိညာဉ်တွေကိုဖျားသခင်ကတော့ပေါ်ပြလာမှာဖြစ်တယ်ကျမတို့ရဲ့ယုံကြည်ခြင်းတွေလုံးနဲ့ကျမတို့ရဲ့ဆုတောင်းခြင်းတွေကတော့အတွင်းဝိညာဉ်တော်အားဖြင့်ဖျားကအလုံးလုံးတာဖြစ်တယ်နံပါတ်9တစ်ချက်အဲ့ဒီကျမတို့လူရဲ့ဝိညာဉ်ကဘာတွေလုပ်နိုင်သေးလဲဆိုလို့ရှိရင်တိုးတက်ခြင်းကိုလုပ်နိုင်တယ်တဲ့ဟာလေလုယာဒီနေ့ဘသူကဲ့သို့ကျမတို့ဖြစ်အောင်တိုးတက်ရမယ်ယေရှုရဲ့ပုံသဏ္ဍာန်နဲ့တူတဲ့အထိကျမတို့တိုးတက်ရမယ်ဟာလေလုယာယုံကြည်သူသားသမီးမြောက်များစွာက
ကဲတင်ချင်းရပြီးပြီဆိုလို့ရှိရင်အဲ့ဒီအစ်စ်မှာပဲရပ်သွားကြတယ်တိုးတက်ခြင်းကိုဆက်ပြီးတော့မှမလုပ်ကြဘူးတိုးတက်ဖို့လည်းစိတ်မဝင်စားဘူးငါတို့ကဲတင်ချင်းရပြီးပြီလေဆိုပြီးတော့မှနော်လူဘဝကြီးကိုဒီတိုင်းပဲအသက်ရှင်ကြတယ်အဲ့လိုမဟုတ်ဘူးကျမတို့ရဲ့အတွင်းတွေကကျမတို့ရဲ့ဝိညာဉ်အဲ့ဒီလူရဲ့ဝိညာဉ်ကတိုးတက်ဖို့အတွက်ကိုအမြဲတမ်းအစဉ်သင့်ဖြစ်နေတာအမြဲတမ်း ready ဖြစ်နေတာအမြဲတမ်းနော်အဲ့ဒီဝိညာဉ်ကတခါလေကြာလို့ရှိရင်တင့်ကိုဆွဲခေါ်သွားနိုင်ဘာလို့လဲတင်တိုးတက်ဖို့အတွက်တင့်အသက်တာပိုရင့်ကျက်လာဖို့တင့်အသက်တာပိုကောင်းစားလာဖို့တင့်အသက်တာကယေရှုခရစ်တော်နဲ့ပိုတူလာဖို့ယေရှုလုပ်တဲ့နမိတ်လက္ခဏာတွေလုပ်ဖို့ယေရှုလုပ်တဲ့နော်လူတွေကိုသေခြင်းကနေပြန်ထနိုင်ဖို့ယေရှုခရစ်တော်လုပ်တဲ့နော်လူသားတွေရဲ့ဝိညာဉ်တွေကိုရိတ်သိမ်းဖို့ဒီအရာတွေကိုကျမတို့ကအမြဲတမ်းနော်သတိထားရမယ်လူရဲ့ဝိညာဉ်ကအမြဲတမ်းတိုးတက်နေရမယ်ဟာလေလုယာကျမတို့တစ်ခါကြာရင်လူတွေနဲ့တွေ့တဲ့အခါမှာအသက်တာကြီးစွာတာအဲ့ဒီလူတယောက်ရဲ့စိတ်နှလုံးကခလေးလေးလိုပဲမရင်ကျက်ဘူးတခုခုဆိုအော်ငိုမယ်တခုခုဆိုလို့ရှိရင်နော်အကြေကွဲမယ်တခုခုဆိုလို့ရှိရင်နော်ခလေးတယောက်လိုပဲရင်ကျက်တဲ့စိတ်နှလုံးမရှိဘူးဖြစ်တယ်အဲ့ဒီဝိညာဉ်ကကျမတို့လူရဲ့ဝိညာဉ်ကနော်မတိုးတက်ဘူးဆိုလို့ရှိရင်အလကားပဲဖြစ်တယ်ဖျားသခင်ကကျမတို့ကိုတိုးတက်အောင်ဖန်ဆင်းထားတာဖြစ်တယ်နော်ယေရှုရဲ့နော်ပုံသဏ္ဍာန်နဲ့တူတဲ့အထိကျမတို့ကတိုးတက်တဲ့အသက်တာဖြစ်ဖို့အတွက်အဲ့ဒီဝိညာဉ်ကအတွင်းထဲမှာအစင်သင့်ဖြစ်နေပြီဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့အဲ့ဒီ9 မျိုးကိုကျမတို့သတိထားပါအဲ့ဒီလူရဲ့ဝိညာဉ်လုံနိုင်တဲ့စွမ်းအား9 ခုကိုသင်သေချာသိပြီဆိုလို့ချင်းသင်အသက်တာအင်မတန်မှလင်းလင်းမြန်မြန်တိုးတက်မှာဖြစ်တယ်ဟာလေလုယာဒီနေ့နော်ကျမတို့ရဲ့အသက်တာမှာကျမတို့တွေကဝိညာဉ်ဖြစ်တယ်ဝိညာဉ်ရဲ့လုံနိုင်စွမ်းအား9 ခုရှိတာဖြစ်တယ်နံပါတ်1တစ်ချက်เนาะကျမတို့အဲ့ဒီဝိညာဉ်ကတဲ့เนาะဘာလုပ်လဲဆိုလို့ရှိရင်နံပါတ်2ခေါင်းစဉ်အကြီးကကြတော့ဖျားရဲ့အတွင်းထဲကဝိညာဉ်နဲ့ဆက်ဆံမှုပြုလုပ်တယ်တဲ့ဟာလေလုယာဖျားရဲ့ဝိညာဉ်နဲ့ချိတ်ဆက်တယ်เนาะ spirit to spirit ဝိညာဉ်ကဝိညာဉ်ကိုစကားပြောတာဖြစ်တယ်ကျမတို့ကိုးကွယ်တဲ့ဖခင်ကဝိညာဉ်တော်ဖခင်ဖြစ်တယ် Spirit of Living God တန်ရှင်သောဝိညာဉ်တော်ဖခင်ကအသက်ရှင်တဲ့လှုပ်ရှားနေတဲ့ဖခင်ဖြစ်တယ် Spirit of the Living God အဲ့ဒီ Spirit ကအသက်ရှင်နေဆိုတော့အသက်ရှင်တဲ့ကျမတို့ကိုချိတ်ဆက်တာဖြစ်တယ် Hallelujah လူကသေသွားပြီးပြီဆိုလို့ရှိရင်ဖခင်ချိတ်ဆက်လို့မရတော့ဘူးကျမတို့အသက်ရှင်နေစဉ်ကာလမှာအသက်ရှင်တဲ့ဖခင်ရဲ့ဝိညာဉ်နဲ့ချိတ်ဆက်ရမှာဖြစ်တယ်။ဖခင်ကဝိညာဉ်တော်ဖခင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့အတွင်းဝိညာဉ်ကိုပဲစကားပြောတာဖြစ်တယ်။ကျမတို့ဇာတိတွေနဲ့ဖုံးလွှမ်းနေတယ်ဆိုလို့ရှိရင်ဖခင်ကစကားပြောလို့မရအောင်။နေကျမတို့ရဲ့အသက်တာမှာဘာတွေဖုံးလွှမ်းနေလဲ။ဇာတိတွေလွှမ်းမိုးနေလား။နော်ကျမတို့ဉာဏ်ပညာတွေကကျမတို့ကိုလွှမ်းမိုးနေလား။ကျမတို့အသိပညာတွေကျမတို့လွှမ်းမိုးနေလားကျမတို့အယမ်းတက်ပါတယ်အယမ်းတော်ပါတယ်အယမ်းချောပါတယ်ဆိုတော့เนาะကျမတို့ဂုံယူခြင်းတွေမာနကြီးခြင်းတွေကဖုံးလွှမ်းနေမယ်ဆိုလို့ရှိရင်ဖခင်ရဲ့ဝိညာဉ်နဲ့ချိတ်ဆက်လို့မရဘူးဖြစ်တယ်ဟာလေလုယာဒီနေ့ဖခင်ဝိညာဉ်ကသင်ရဲ့အတွင်းဝိညာဉ်ကိုစကားပြောချင်တာဖြစ်တယ်ကျမတို့နှုတ်ကပတ်တော်တစ်ချက်လောက်ဖတ်ကြည့်ရအောင်ရှင်ယောဟန်အခန်းကြီး4အငယ်24ရှင်ယောဟန်ဩဝါဒစာအခန်းကြီး4အငယ်24ဖျားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဖျားသခင်ကိုကိုးကွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ဟာလေလုယာဖျားကနံဝိညာဉ်ဖြစ်တယ်ဖျားရဲ့အတန်ကိုကြားခြင်းနံဝိညာဉ်နဲ့သွားရမယ်သစ္စာရှိစွာသွားရမယ်တခါလေကျမတို့ဖျားကိုအချိန်ပေးတာတစ်ရက်လောက်ပဲတစ်လစာကိုတော့တော်ပြီဒီတရက်ကတစ်လစာကိုတော့ဒီခါလေးကျမတို့စန်ဒေးဖျားကြောင်တက်တဲ့ခါမှာကိုတော့အဲ့ဒါတပတ်စာဖြစ်တယ်အမှန်တော့ကျမတို့ကိုးကွယ်နေတဲ့ဖျားက unlimited God ဖြစ်တယ်ကျမတို့နေ့စဉ်နေ့တိုင်းကိုးကွယ်ခြင်းအမျိုးမျိုးကိုပြုလို့ရတာဖြစ်တယ်ဟာလေလုယာသင်လူတွေနဲ့စကားပြောနေတဲ့အခါမှာဖျားဘုန်းတော်ထင်ရှားတဲ့စကားပြောခြင်းကအဲ့ဒါဖျားကိုသင်ကိုးကွယ်နေတာဖြစ်တယ်သင်အိမ်မှာချီးမွမ်းတဲ့သခြင်းဆိုနေခြင်းကဘုရားကိုကိုးကွယ်နေတာဖြစ်တယ်။24နာရီပတ်လုံးသင်ကိုးကွယ်နေလို့ရတယ်။ဟာလေလုယာ။24နာရီပတ်လုံးအဲ့ဒီဝိညာဉ်တော်ဘုရားနဲ့သင်အတူတူအသက်ရှင်လို့ရတယ်
ဒါကြောင့်ကျမတို့ဖျားကိုကိုးကွယ်တဲ့လူတွေကနံဝိညာဉ်နဲ့သွားရမယ်ဟာလေလုယာဇာတိနဲ့သွားလို့မရဘူးမာနကြီးကြီးနဲ့သွားလို့မရဘူးကျမတို့လူနော်ညီကိုအချင်းချင်းချီနှောင်ထားတယ်ဆိုတော့မှဖျားသခင်ကငါထံကိုမလာနဲ့အောင်တဲ့ညီကိုမောင်နှမအချင်းချင်းအရင်ဦးဆုံးမိတ္တဟာယပြန်ဖွဲ့ပါတဲ့အဲ့ဒီညီကိုမောင်နှမနဲ့တင်တဲ့သွားပြီဆိုလို့ရှိရင်ငါထံမှာလာဆုတောင်းရင်နော်ဖျားကသူနားညောင်းမယ်လို့ပြောတာဖြစ်တယ်ဒီနေ့ကျမတို့ကိုးကွယ်ခြင်းကဘုရားဘုံထင်ရှားတဲ့ကိုးကွယ်ခြင်းဖြစ်ရမယ်။ဘုရားကိုသစ္စာရှိစွာကျမတို့တော့ပဋိညာဉ်ပြုရမယ်။ဘုရားဘုံမှာသစ္စာရှိပြီးဘုရားကိုကျမတို့ဂတိပေးပြီးဆိုလို့ရှိရင်အဲ့ဒီအတိုင်းလုပ်ပါ။ဘုရားကတင့်ကိုအပြင်းနဲ့စောင့်မျှော်နေတာ။ကျမတို့ဒီအချိန်မှာကိုတော်လာမယ်။ကျမတို့အစာရှောင်ဆုတောင်းမယ်။ဒါပေမဲ့လည်းကျမတို့ဂတိပေးထားပေမဲ့လည်းတခါလေမလုံနိုင်တဲ့အရာတွေရှိတယ်။ကျမတို့စ조사ပြီးလို့ရအောင်။ဘုရားကိုကိုးကွယ်ခြင်းမှာသစ္စာရှိရအောင်။ဟာလေလုယာ။နေ့ဆရာကြီးဦးတမောင်ထွန်းရဲ့နှုတ်ကပတ်တော်အဟောင်းလေးပါတက်လာတာကျမတွေ့ရတယ်ဖျားသခင်ကိုတဲ့နော်ကျမတို့ဖျားเจ้าမှာတဲ့ကိုးကွယ်ကြမယ်လို့နော်6နာရီကိုးကွယ်မယ်လို့ပြောပြီးတော့6နာရီခွဲမှရောက်တယ်ဆိုအဲ့ဒါဖျားကိုမလေးစားတာဖြစ်တယ်တဲ့နော်ဒီကနေ့ဖျားကိုကျမတို့နော်အချိန်နာရီကိုပေးပြီးပြီဆိုလို့ရှိရင်အချိန်ကိုတန်ဖိုးထားရအောင်သစ္စာရှိစွာနဲ့ဖျားကိုကျမတို့ကိုးကွယ်ရအောင်နောက်ကျမ်းချက်တစ်ခုမှကျမတို့ဖတ်ကြည့်ရအောင်ဖိလိပ္ပိဩဝါဒစာအခန်းကြီး3အငယ်3မှာကျမတို့ဖတ်ကြည့်ရအောင်ငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ကိုကိုးကွယ်၍ဇာတိ၌ကိုးစားခြင်းမရှိဘဲယေရှုခရစ်၌သာဝါကြွားဝမ်းမြောက်တော်သူဖြစ်၍မှန်သောအရေးပြားလိခြင်းကိုခံတော်သူဖြစ်၏ဟာလေလုယာဒီနေ့ယူဒလူတွေကဂျူးလူမျိုးတွေကသူတို့မာနကြီးကြတယ်ငါတို့ဖျားမျိုးဖြစ်တယ်သူတို့အမျိုးထဲမှာယေရှုလည်းပေါ်ထွက်လာခဲ့ပူတယ်ဖျားကဂျူးလူမျိုးတွေကိုကောင်းချီးပေးတယ်ငါတို့ရအရေးပြားလှီးကြတယ်ဒါပေမဲ့သူတို့ဖျားသခင်ရဲ့နော်လမ်းကိုသူတို့မမြင်ဘူးယေရှုခရစ်တော်ကလောကလူသားတွေကိုအသက်ပေးပြီးကယ်တင်ခဲ့ပြီးထာဝရကာလအတွက်ကယ်တင်ခဲ့တယ်ဆိုတာကိုဒီဂျူးလူမျိုးတွေမတွေ့ကြဘူးသူတို့မမြင်ကြဘူးဒါသူတို့ရဲ့ညီကိုပါလို့ပဲသူတို့ထင်ကြတာဖြစ်တယ်အဲ့ဒီအချိန်မှာတပါးအမျိုးသားဖြစ်တဲ့ကျမတို့တွေကကောင်းကြီးတွေရခဲ့တာဖြစ်တယ်ဟာလေလုယာသင်ကောင်းရဲ့နိုင်ငံတော်သွားဖို့ဂျူးလူမျိုးဖြစ်เสียမလိုဘူးသင်ရဲ့စိတ်နှလုံးအယေပြားလှီးခြင်းကိုပဲခံရမှာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်ကိုယတော်သူကမှန်သောအယေပြားလှီးခြင်းကိုခံတော်သူဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဘာပြောထားလဲဆိုလို့ရှိရင်ငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ကိုကိုးကွယ်၍ဇာတိနဲ့ကိုးကွယ်လို့မရအောင်ကျမတို့အတွင်းထဲကလူကကိုးကွယ်ရတာဖြစ်တယ်အတွင်းဝိညာဉ်ကကိုးကွယ်ရတာဖြစ်တယ်အဲ့ဒီစိတ်ဝိညာဉ်ကအတွင်းထဲကဝိညာဉ်ကဘုရားကိုကိုးကွယ်ရတာအတွင်းထဲကစိတ်ကဆုံးဖြတ်ချက်ချရတာငါကိုးကွယ်မယ်ဒီအချိန်မှာဘုရားရဲ့မျက်မှောက်တော်ကိုကိုးကွယ်မယ်လို့အဲ့ဒီစိတ်နှလုံးကဆုံးဖြတ်ချက်ချရတာအဲ့ဒီစိတ်နှလုံးကပြတ်သားရတာငါတို့ဘုရားလူတွေနောက်ကိုလိုက်မယ်လို့ဆုံးဖြတ်ချက်ချအတွင်းထဲကစိတ်ဖြစ်တယ်တခါလေကျမတို့ကနော်ကိုးကွယ်တော့ကိုးကွယ်ခြင်းတယ်ဒါပေမဲ့အတွင်းထဲကစိတ်ကမပြတ်သားဘူးပြတ်သားစွာဘုရားဘက်မှာမရက်တည်နိုင်ဘူးပြတ်သားစွာဖျားနောက်ကိုမလိုက်နိုင်လုံးလုံးမလိုက်နိုင်ဒီနေ့သင်ကိုးကွယ်ခြင်းကအတွင်းထဲကစိတ်ရဲ့ဆုံးဖြတ်ချက်ကအင်မတန်အရေးကြီးတာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့စိတ်နဲ့လေကိုးကွယ်ရတယ်ဝိညာဉ်အားဖြင့်ဖျားကိုကိုးကွယ်ရတာဖြစ်တယ်เนาะတခါလေကျမတို့မျက်မှောက်တော်ရဲ့သွားတဲ့အခါမှာကျမဆိုတခါလေးဖြစ်တယ်ပြီးလို့ရှိရင်เนาะ appointment ရှိတယ်ဖုန်း call တွေရှိတယ်နောက်ကျမအလုပ်မှာဘာတွေလုပ်ရမယ်เนาะဒီအရာတွေရှိတယ်တခါလေကျမเนาะမနေ့တပိုင်းတော့ကိုယ်ဝယ်ခြင်းဝင်တဲ့အခါမှာအဲ့ဒီပူပန်ခြင်းတွေစိတ်ကမပြတ်သားဘူးဟာစိတ်ကနော်ဖျားနှောင်မရမျက်မှောက်တော်တွေတော့နော်မှောက်တော့မှောက်နေတာပဲကိုယ်ဝယ်ခြင်းသခြင်းတွေတော့ဖွင့်နေတာပဲဒါပေမဲ့စိတ်ကမပြတ်သားတဲ့အခါမှာတကယ်တမ်းအကျိုးကျေးဇူးမရရှိဘူးဖြစ်တယ်ဒီနေ့ညီကောင်မောင်တို့သင်အကျိုးကျေးဇူးအပြည့်အဝလိုခြင်းစိတ်နှလုံးပြတ်သားစွာနဲ့ဖျားကိုကိုးကွယ်ပါစိတ်နှလုံးသားနော်ယတိပြက်ဆုံးဖြတ်ချက်ချပြီးတော့မှကိုးဝယ်ခြင်းတွေကိုကျမတို့ဝင်ရမှာဖြစ်တယ်။ဇာတိ၌ကိုးစားခြင်းမရှိပဲတဲ့။ကျမတို့ဉာဏ်ပညာကျမတို့တတ်နိုင်စွမ်းကျမတို့လုံနိုင်စွမ်းကျမတို့အုံနောက်
တခါလေလူကလေကိုယ်အုံနောက်နဲ့ကိုယ်ဆုံးဖြတ်ပြီးတော့ဒါမှန်ပါတယ်လို့ဆုံးဖြတ်ချက်ချတာတခါလဲဆိုင်အဲ့ဒါအမှားကြီးမှားနေတာအယမ်းမှားတဲ့လမ်းတွေကိုဝင်နေတာဖြစ်တယ်ဒီနေ့ကျမတို့ဇာတိကိုကိုးစားလို့မရအောင်ကျမတို့အုံနောက်ကိုကိုးစားလို့မရအောင်ဖျားသခင်ကဒါလောက်ခိုင်းနေဆိုဒါပဲလုပ်ပါဖျားသခင်ကနိုးလို့ပြောရင်နိုးလို့ပဲကျမတို့လုပ်ပါဟာလေလုယာကျမတို့ဇာတိကိုကိုးစားတဲ့အခါမှာမှားယွင်းခြင်းတွေကိုတွေ့ရတာဖြစ်တယ်ဒီနေ့ဘု து အားဖြင့်ကျမတို့ဝါကြွားရမယ်ယေရှုခရစ်တော်တိုက်တာဝါကြွားဝမ်းမြောက်ခြင်းကိုပြုပါဟာလေလုယာယေရှုခရစ်တော်ကိုသာကျမတို့ချီးမြှင့်ပါယေရှုကသင်ကိုပြန်ချီးမြှင့်လိမ့်မယ်ဟာလေလုယာယေရှုကိုသင်ဝါကြွားပြီးရင်ယေရှုကသင်အကြောင်းပြန်ဝါကြွားပေးလိမ့်မယ်ဟာလေလုယာကျမတို့ကိုးကွယ်တဲ့ဘုရားကအဲ့လိုဘုရားမျိုးဖြစ်တယ်နေ့ကျမတို့ဘုရားသခင်ပြညွှန်တဲ့လမ်းကိုတော့သိမြင်ဖို့အတွက်ဘုရားနာမှာများများချင်းကပ်ပါမှန်သောအရေးပြားလှီးခြင်းကိုခံတဲ့သင်ကိုဘုရားသခင်မြောက်များစွာစကားပြောပါစေဝိညာဉ်တော်ဘုရားသင်ကိုတော့ဗျာဒိတ်တော်တန်များများစေလွတ်ပါစေသင်ဗျာဒိတ်တော်တန်ရတဲ့အခါမှာ catch လုပ်ပါဟာလေလုယာရအောင်ဖမ်းပါအမိအယဖမ်းပါမလွတ်နဲ့စွဲကင်ထားပါပန်းတုံးနိုင်တို့ရအောင်ပြေးပါဟာလေလုယာရှင်ပေါလုရဲ့အသက်တာမှာဖျားသခင်ကိုသူရလိုက်တဲ့အချိန်တွေကလုံးဝမလွတ်တော့စွဲကင်ထားတာမြဲမြဲစွဲကင်ထားတာနှုတ်ကပတ်တော်တွေနဲ့သူအသက်ရှင်တာဖြစ်တယ်ဂတိတော်တွေကိုဆက်လက်စွဲကင်တာဖြစ်တယ်ကျမတို့ပြေးရမယ့်ပန်းတိုင်ကိုအားမလျှော့ပါနဲ့ဆက်ပြေးပါဟာလေလုယာသင်ရဲ့အပြင်ခန္ဓာကိုယ်ကြီးကတော့ပင်ပန်းသွားပါလိမ့်မယ်ဒါပေမဲ့အတွင်းလူကသင်ကိုအသစ်သောအားတွေဖြည့်ပေးလိမ့်မယ်ဟာလေလုယာအတွင်းထဲကဝိညာဉ်ကသင်ကိုအသစ်သောစကားတွေပြောလိမ့်မယ်အတွင်းထဲကဝိညာဉ်တော်ကသင်ကိုအသစ်သောလမ်းတွေကိုပြမယ်အသစ်သောအမြင်တွေကိုဖွင့်ပေးမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ညီကောင်မောင်မအယောက်ချင်းစီတိုင်းကျမတို့ကဝိညာဉ်တွေဖြစ်တယ်ဝိညာဉ်နဲ့ကိုးကွယ်ရမယ်သစ္စာနဲ့ကိုးကွယ်ရမယ်ဖရာသခင်ထံသွားတဲ့အခါမှာကျမတို့သစ္စာရှိခြင်းနဲ့သွားရအောင်ဘုရားသခင်ပြောတဲ့စကားတွေများများကြားဖို့အတွက်เนาะကျမတို့ဝိညာဉ်တော်ဘုရားကိုပဲဦးစားပေးရအောင်ကျမတို့အတွင်းဝိညာဉ်နဲ့เนาะလူရဲ့ဝိညာဉ်နဲ့ချိတ်ဆက်နိုင်တဲ့တန့်ရှင်သောဝိညာဉ်တော်ဘုရားနဲ့ကျမတို့အချိန်တိုင်းမှာချိတ်ဆက်လျက်เนาะကျမတို့အသက်ဆက်ရှင်ရအောင်လို့အထူးပဲခွန်အားပေးလိုပါတယ်အရောက်ချင်းစီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ